မင်္ဂလာပါရှင်ဒီနေ့မှာတော့ငနီတူရခိုင်တုတ်ပါမယ်ဒါတော့ငနီတူကိုကျွတ်နေအောင်လှိုထားတာဖြစ်ပါရှင်ဒီဘက်ကတော့ပတ်ဝန်းတဲ့ပစ္စည်းတွေပါနော်မကြီးမှစ်ကိုကြိုထားတယ်ငပိကိုဖုတ်ထားတယ်ရှင်မြင်ငပိပါဒီဘက်ကတော့အတုံးမထဲမဲ့နန်းပင်ငရုတ်သီးစိမ်ကျက်သွန်နီဒီဘက်ကတော့ကျက်သွန်ဖြူနဲ့ငရုတ်ကောင်းအတုံးမထဲတဲ့အချိုမှုပါနော်စားပါမယ်ဒါကိုစပြီးတော့ထောင်းပါမယ်ဒီငရုတ်သီးနဲ့ဒီအစာပလာတွေကတခါတည်းအကုန်ထည့်ပါမယ်ရှင်ဒါပေမဲ့ကျွန်မကနည်းနည်းချင်းစီထောင်းပါမယ်နော်ငရုတ်ထုံးစုံဆန့်တဲ့လောက်လေးနည်းနည်းချင်းစီထောင်းသွားမယ်ရှင်တခါထောင်းတာကိုပြထားပါရဲ့နော်ဗီဒီယိုချေသွားမှာဆိုလို့အကုန်လုံးထောင်းတာကိုမပြဘူးငရုတ်သီးစိမ်းထည့်တယ်ကြက်သွန်ဖြူနဲ့ငရုတ်ကုန်းထည့်တယ်စားထည့်တယ်ရှင်ဒါကတော့ဟင်းခမ်းမုံထည့်တယ်မြင်ငပိဖုတ်ထားတာကိုထည့်ပါတယ်ရှင်ပြီးတော့အရင်ထောင်းလိုက်ပါမယ်ငရုတ်သီးတွေနည်းနည်းကြည်လာမှမကြီးမဲ့ကြိုထားတာကိုထည့်ပါမယ်နော်မကြီးမဲ့ကကြိုထားတာမဟုတ်လို့အရေလေးနည်းနည်းရှိတယ်ဆိုတော့လေထောင်းတဲ့အခါမှာမျက်နှာကိုစိမ်မှာဆိုလို့ငရုတ်သီးကြည်မှထည့်ပါရနော်ချင်းချင်းဆက်ဆက်လေးနဲ့အနံ့မွေးလေးအရန်စားကောင်းပါတယ်နော်ပဝင်တဲ့ပစ္စည်းတွေအကုန်တစ်ခါတည်းထည့်ပါမယ်နော်ကဲအရသာကျွန်မစမ်းမိကြည့်တယ်အရန်ကောင်းပါတယ်နော်ချင်းချင်းဆက်ဆက်လေးအရန်ကောင်းပါရှင်ကဲဒါကတော့ခုနမြင်တွေ့တဲ့ငရုတ်သီးစိမ်းအကုန်လုံးထောင်းလိုက်ပါပြီနော်ဒီဘက်ကနန်းပင်ကိုတော့တုတ်ခါနီးမှညှက်ထည့်ပါမယ်ရှင်ကျွန်မကဒီနေ့မှာတော့ဘွေးအတွက်ပြင်ဆင်ရမလို့ဘွေးကိုရောက်မှတုတ်ပါမယ်နော်နန်းပင်ညှက်ပြီးတော့ဇီးအိတ်လေးနဲ့ထည့်သွားပါမယ်ကဲဒါကတော့စောက်ခါနီးဘွေးမှာကျွန်မတုတ်ဖို့ပြင်ဆင်နေရဖြစ်တယ်ခုနလီးထားတဲ့နန်းပင်အကုန်လုံးကိုထည့်လိုက်တယ်ကျက်သွန်နီကိုလည်းအကုန်လုံးထည့်လိုက်ပါရနော်အခုနကထောင်းထားတဲ့ငရုတ်သီးအနှစ်ကိုလည်းအကုန်လုံးထည့်ပါမယ်ရှင်ချင်းဆက်ဆက်လေးအရသာအရန်ကောင်းပါရဲ့နော်ငရုတ်ကောင်းကျက်သွန်ပါလို့ပုံမွေးပါတယ်ရှင်နန်းပြရလည်းအများကြီးထည့်တာမလို့အရန်ကိုမှအနှံ့ကောင်းပါရဲ့နော်ကဲအကုန်လုံးတမတော့အောင်မှွေလိုက်ရင်တော့ရပါပြီရှင်တကယ်စားကောင်းပါတယ်နော်အကုန်လုံးကြိတ်ကြပါတယ်ရှင်ပန်းကြီးတပန်းစာပေါ့နော်ပန်းကြီးတပန်းစာအပြည့်ရပါတယ်လို့အဆုံးထိကြည့်ပေးလို့လည်းကျေးဇူးတင်ပါတယ်ရှင်ဒီနူချက်ကိုဒီလိုလေးတုတ်စားပါတယ်နော်ရခိုင်တုတ်ကြိတ်တဲ့သူတွေဒီလိုမျိုးတုတ်စားကြည့်ပါရှင်ချင်းဆက်ဆက်ရတာလေးနဲ့အရန်ကိုမှကောင်းပါတယ်နော်ကဲပြီးတော့ပါပြီရှင်